ပြန်ကား series တစ်ခုဖြစ်တဲ့ MR2 ရဲ့ next generation အနေနဲ့ထုတ်လုပ်ခဲ့တာဖြစ်တယ် TRD edition ဖြစ်တဲ့အတွက်ကြောင့်မလို့ချုပ်တန်းကို3နေရာလောက်ထည့်ပေးထားတယ်ပေါ့နော်ကျွန်တော်တို့ Lamborghini တို့ Ferrari တို့မျိုး engine ကအနောက်ဘက်မှာအထိုင်ချထားပြီးတဲ့ engine နဲ့ထုတ်လုပ်ထားတာဖြစ်တယ် graphic ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်မိတ်ဆက်ပေးမယ့်ကားလေးကတော့ဗမာပြည်မှာအရန်ကိုရှားပါနေပြီးတော့ collector series တစ်ခုလိုတောင်ဖြစ်နေပြီဖြစ်တဲ့ကားလေးတစ်စီးနဲ့မိတ်ဆက်ပေးမှာပေါ့နော်ဘာကားလေးဖြစ်လဲဆိုတာကိုကျွန်တော်လည်းတူတူလိုက်ကြည့်လိုက်ရအောင်ကဲဒီကားလေးကတော့ကျွန်တော်တို့ Toyota MRS ပဲဖြစ်ပါတယ်Toyota MRS ဆိုရင်တော့ဖြင့်ကျွန်တော်တို့1996ခုနှစ်ကနေပြီးတော့2009ခုနှစ်အထိကိုမှထုတ်လုပ်ခဲ့တဲ့ကားလေးတစ်စီးဖြစ်တယ်ပေါ့နော်ဒီကားလေးကတော့ကျွန်တော်တို့ Toyota ရဲ့လုံးဝနာမည်ကြီးတဲ့ပြိုင်ကား series တစ်ခုဖြစ်တဲ့ MR2 ရဲ့ next generation အနေနဲ့ထုတ်လုပ်ခဲ့တာဖြစ်တယ်ဒီကားရဲ့ထူးခြားချက်ကတော့ကျွန်တော်တို့ဒီကားက engine ကတခြားကားတွေလိုမျိုးအရှိမပါတာမဟုတ်ဘူးကျွန်တော်တို့ Lamborghini တို့ Ferrari တို့လိုမျိုး engine ကအနောက်ဘက်မှာအထိုင်ချထားပြီးတဲ့ engine နဲ့ထုတ်လုပ်ထားတာဖြစ်တယ်ကျွန်တော်တို့ရှေ့ရုပ်ထွက်ပိုင်းမှာဆိုရင်လည်းဒီကားကသူ့ရဲ့အရင် model MR2 နဲ့ဆိုရင်အများကြီးကွာခြားသွားတယ်ပေါ့နော်ဒီမီးကွက်တွေဆိုရင်လည်းလုံးဝတိတိကျကျကွာခြားသွားတယ်ကျွန်တော်အခုလက်ရှိဒီရှေ့မှာမိတ်ဆက်ပေးနေတဲ့ကားလေးကကျတော့2000 model MRS ကိုမှ TRD edition ဖြစ်တယ်ပေါ့နော်ပြီးရင်ဒီကားကတခြား MRS တွေနဲ့မတူတာဆိုရင်သူ့ရဲ့ bumper ကလည်း original bumper အတိုင်းရှိသေးတယ် logo ဆိုရင် Toyota MRS ရဲ့ original logo ရှိတယ်ပြီးရင်ကျန်တာတွေကတော့အများကြီးတော့ပြောစရာတွေတော့ရှိသေးတယ်ကျွန်တော်တို့လောလောဆယ်သူ့ရဲ့အနောက်ခန်းမှာထိုင်ထားတဲ့ engine အနေထားဘယ်လိုရှိလဲဆိုတာကိုတစ်ချက်အရင်သွားကြည့်လိုက်ရအောင်နော်ကဲကျွန်တော်တို့နောက်ခန်းမှာအထိုင်ချထားတဲ့ engine အနေထားဘယ်လိုရှိလဲဆိုတာတစ်ချက် show လိုက်ရအောင်1.8 liter 1ZZFV engine ကိုထည့်ထားပေးရပေါ့နော်ဒါပေမဲ့1.8 liter ဆိုပေမဲ့ဒီကားကတော်တော်ပြေးတယ်လို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ body weight ratio ကကြောင့်ဒီကားကအရန်ပေါ့တဲ့အတွက်သူ့မှာထည့်ထားပေးတဲ့ engine တွေကကွက်တိပဲလုံးဝပြေးတယ်ဒီကားမှာတခြား MRS တွေနဲ့မတူတာကျွန်တော်ခုနပြောသွားသလိုပဲပေါ့နော်သူက TRD edition ဖြစ်တဲ့အတွက်ကြောင့်မလို့ချုပ်တန်းကို3နေရာလောက်ထည့်ပေးထားတယ်ပေါ့နော်ဒီ engine မှာဆိုလဲ engine ချုပ်တန်းပါတယ်ပြီးရင် bike အောက်မှာချုပ်တန်းတစ်ခုပါမယ်ပြီးရင်ကျွန်တော်တို့ရှေ့ဘက် bonnet လို့တော့ပြောရမှာပေါ့နော် bonnet မှာကနောက်ထပ်ချုပ်တန်းတစ်ခုပါမယ်ပေါ့နော်ပြီးရင်ဒီကားမှာက owner အကိုကသူ power exhaust setup ကလုံးဝအသစ်ကိုပြန်ဆင်ထားတာပေါ့နော်ဒီ Thai ကနေပြီးတော့မှ import လုပ်ထားတဲ့ Jasma exhaust ကိုဒီကားလေးအတွက်တက်ပေးထားတယ်အဲအတွက် performance ကလည်းကောင်းတယ်လို့အတန်းကလည်းတော်တော်နားထောင်လို့ကောင်းတယ်ကဲကျွန်တော်တို့ engine အကြောင်းကိုပြောပြီးသွားပြီဆိုရင်လုံးဝတမူထူးကြတဲ့အရှိ bonnet ခန်းမှာဘာတွေရှိလဲဆိုတော့တစ်ချက်လှမ်းကြည့်လိုက်အောင်ကဲကျွန်တော်တို့ခုနဒီ bonnet လေးမှာဘာတွေရှိလဲတစ်ချက်ကြည့်လိုက်မယ်နော်ဒီကားကတော့တခြားကားတွေနဲ့မတူတာကြတော့ပေါ့နော်အင်ဂျင်ကအနောက်ခန်းမှာထိုင်ထားပေးတာဆိုတော့သူကရှေ့မှာတော့ပစ္စည်းထည့်လို့ရအောင်နေရအသေးလေးတော့ထားပေးထားတယ်ပေါ့နော်ဒီမှာကျွန်တော်ပြောသလိုပဲ TRD edition ဖြစ်တဲ့အတွက်ကြောင့်မလို့ရှေ့မှာချုပ်တန်းတစ်ခုပါတယ်ပြီးရင်သူကဒီမှာကျတော့ကျွန်တော်တို့တစ်ခါတည်းrelay fuse တွေပြီးရင် washer fluid တွေပါတယ်ဖြည့်ဖို့အပေါက်တွေထည့်ပေးထားတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီနေရာလေးမှာကကျွန်တော်တို့အဖုံးလေးကိုဖွင့်လိုက်မယ်ဆိုရင်အထဲမှာ spare bin လေးတစ်ခုပါမယ်ပေါ့နော်ကျွန်တော်တို့ဒီကားလေးကကျတော့ပြိုင်ကားဖြစ်တဲ့အတွက်ကြောင့်မလို့ပစ္စည်းတော့အများကြီးတော့မဆန့်ဘူးဒီနေရာစာတစ်ခုလေးကိုပဲသူကပစ္စည်းအနေအချင်းထည့်လို့ရအောင်ထည့်ပေးထားတယ်ပေါ့နော်ကျန်တာကတော့ထူးထူးခြားခြားတော့မရှိဘူးပေါ့နော်ကျွန်တော်တို့ဒီကားလေးကကျတော့တခြား MRS တွေဒီမှာမြန်မာပြည်မှာအတွေ့များတဲ့ MRS တွေကကျတော့ကျွန်တော်တို့ soft top နဲ့လာတာများတယ်ပေါ့နော်ဒီ MRS ကကျွန်တော်ခုန mention လုပ်ပေးဖို့ကြံခဲ့တာကျတော့သူကconvertible type ဖြစ်တဲ့အတွက်ကြောင့်မလို့ soft top နဲ့ hard top ဆိုပြီးတော့အမိုးနှမျိုးနဲ့လာတယ်ဒီကားမှာတော့ကျွန်တော်တို့ hard top ကိုပြန်ပြီးတော့တက်ဆင်ပေးထားတယ်ပေါ့နော်ကဲကျွန်တော်တို့အတွင်းခန်းမှာဘာလေးရှိလဲဆိုတာတစ်ချက်ကြည့်လိုက်မယ်အဲဒီကြည့်တဲ့အချိန်ကျရင်အမိုးလေးဘယ်လိုဖြုတ်လို့ရလဲဆိုတော့ကျွန်တော်တို့တစ်ခါလေးပြောပြသွားပေးပါမယ်ဒီဟာလေးကတော့ကျွန်တော်တို့အခု MRS ကိုခုန hard top လေးကိုဖြုတ်ထားတဲ့အနေအထားလေးပေါ့နော်သူကဖြုတ်ရတာတော့ဒီနောက်ဖက်မှာကလစ်လေးတွေပါတယ်ဒီရှေ့မှာလည်းကလစ်လေးတွေပါတယ်ပေါ့နော်အဲဒီကလစ်လေးတွေကိုဖြုတ်ပြီးတော့အမိုးလေးကိုရွှေ့လိုက်ပဲဆိုရင်အမိုးဖွင့်သွားတဲ့ပုံစံလေးရမယ်ပေါ့နော်ကဲကျွန်တော်တို့အမိုးဖွင့်ပြီးသွားပြီဆိုတော့အတွင်းခန်းလေးမှာဘာ function လေးတွေပါလဲဆိုတော့တစ်ချက်ကြည့်လိုက်အောင်နော်ကျွန်တော်တို့အတွင်းခန်းမှာဆိုရင်ဒီကားကပထမဆုံးကတော့ပြောရမယ်ဆိုရင်တော့တခြား MRS တွေလိုမျိုး auto နဲ့လာတဲ့ MRS တွေရှိတယ်ဒီကားကတော့ကျွန်တော်တို့ 5 speed manual ကိုသုံးပေးထားရပေါ့နော်ပြီးတော့ကျွန်တော်ဒီကားလေးမှာကြိုက်တာဒီ steering ကြိုးချုပ်လေးပေါ့နော်ဒီ steering အနီနဲ့အမဲလေးဆက်ထားတာတော်တော်လှတယ်ပြီးတော့ကားရဲ့ဒီဘက်မှာ handle bar လေးဆိုရင်လည်းအမြင်မတူတဲ့ပုံစံလေးထည့်ထားပေးရပေါ့နော်ဒီကားမှာကျွန်တော်ထပ်ပြီးတော့ထူးခြားတာကြတော့သူကကျွန်တော်တို့ရှေ့က bonnet ကိုဖွင့်ခြင်းကြတော့ဒီ glove box ကိုဖွင့်ပြီးတော့မှဒီအတန်လေးကိုဆွဲလိုက်မှရှေ့က bonnet ကပွင့်တာပေါ့နော်ကျန်တာတွေကတော့ကျွန်တော်တို့ပြောရမယ်ဆိုရင်ဒိုင်ကွက်ပုံစံလေးထည့်ထားပေးရဆိုရင် sporty look တွေထွက်တယ်ပေါ့နော်အဲ့ဒါလေးတစ်ခုတော့မိုက်တယ်ပြ
ပြီးရင်နောက်တစ်ခါကျတော့ဒီကားကမှန်နေမှန်ချခလုတ်တွေကအလယ်မှာရှိတယ်ဒါကတော့ဟိုကျွန်တော်တို့တာမန်ကားတွေနဲ့တော့မတူဘူးပေါ့နော်တခြားတချို့ပြိုင်ကားတွေမှာလည်းဒီလိုပုံစံမျိုးတော့လာတတ်တယ်ဒါလည်း MIS မှာကျတော့လည်းအလယ်မှာထည့်ပေးထားတယ်ပေါ့နော်ဟို aircon ကတော့ဒီကားမှာတော့တာမန် aircon ပဲပေါ့နော်အဲ့ဒါလေးကိုထည့်ပေးထားတယ်ပြီးရင်ဒီကားရဲ့ခုံတွေဘာတွေကလည်းထိုင်ရတာဟိုအရန် comfortable မဖြစ်ဘူးလို့တော့ပြောလို့တော့မရဘူးပေါ့နော်သူကလည်းသူတို့တက်တောင့်တက်တာတော့ရှိတယ်ဒါပေမဲ့ဒီကားကတော့ပြိုင်ကားတစ်စီးဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုနည်းနည်းအရက်ရှည်တဲ့လူအတွက်ဆိုရင်တော့အစင်းအတက်တွေတော့နည်းနည်းသတိထားရတာပေါ့နော်ကျွန်တော်ဆိုရင်ရက်က9ပေ17ရှိတယ်အဲ့တော့ဆင်းတဲ့အတက်တဲ့အချိန်တွေမှာတော့နည်းနည်းလေးဟိုတက်ရတာတော့အခက်အခဲလေးတော့ရှိတယ်ပေါ့နော်ဒါပေမဲ့သူကလည်းသူတော့အဆင်ပြေတဲ့ကားလေးတစ်စီးဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီကားမှာတော့သူ့ရဲ့ owner က Walkway Kiwami ကိုသုံးပေးထားတယ်ပေါ့နော်ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာမိတ်ဆက်ပေးသွားတဲ့ကားလေးကတော့ရှားပါပြီးတော့ collector series တစ်စီးဖြစ်နေတဲ့ Toyota MRS ကိုမှ TRD edition နဲ့2000ခုနှစ် model ကားလေးပဲဖြစ်တယ်ပေါ့နော်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေမှာဆက်လက်ပြီးတော့ဆုံတွေ့ကြပါဦးမယ်အားလုံးကိုကျေးဇူးတင်ပါတယ်